ဒီနေ့ကျင်းပပြုလုပ်တာကတော့ကျွန်တော်တို့မန္တလေးမြို့စီပင်သာယာရေး area အတွင်းထဲမှာပေါ့နော်မြို့နယ်6မြို့နယ်အတွင်းထဲမှာရှိတဲ့အိန္ဒိယလူစီ3ဘိန်းရင်အသုံးပြုတဲ့ရင်ပိုင်ရှင်တွေရင်မောင်းတွေပြီးရင်လေးလာလို့တဲ့သူတွေအားလုံးကိုကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့မှစူးစီးပြီးတော့မှရင်စီကန်းလန်းစီကန်းဆိုင်ရာအသိပညာပေးဟောပြောပွဲအစီအစဉ်ကိုပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျာဒီခန်းသားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပထမပိုင်းအစီအစဉ်မှာဆိုလို့ရှိရင်ရင်စီကန်းလန်းစီကန်းဆိုင်ရာအသိပညာပေးဟောပြောတာတွေလုပ်မယ်ပြီးရင်ဒီပပုဒ္ဒတာတွေကို customer တွေတွေကပေါ့နော်ကျွန်တော်သုံးဆွဲတဲ့သူတွေကနေပြီးတော့မှသူတို့ဘယ်လောက်ထိဒီဘက်မှာတိသွားလဲဆိုတဲ့ဟာလေးတွေကိုလည်းကျွန်တော်တို့အမေးအဖြေဒီကဏ္ဍလေးတွေနဲ့လုပ်တော့ဖို့ရှိပါတယ်ဒုတိယပိုင်းအစီအစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပွဲကိုတက်ရောက်လာတဲ့သူတွေထဲမှာပကြားနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလောက်ကိုင်းအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေရှိရင်နောက်ထပ်လာမယ့်ထုတ်ကုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေရှိရင်လည်းကျွန်တော်တို့မိတ်ဆက်ပွဲလေးလည်းတွဲပြထားပါသေးတယ်ခင်ဗျာဟုတ်ကျွန်တော်တို့အဓိကဒီပွဲမှာဥတည်ထားတာကတော့ကျွန်တော်တို့ရင်မောင်းပေါ့နော်ရင်မောင်းနေဆိုလို့ရှိရင်ရင်မောင်းတော့မယ်ဆိုလို့ရှိရင်ရင်နဲ့ပတ်သက်တဲ့ line စဉ်အချက်လက်တွေပြီးရင်ရင်မောင်းအတွက်လိုအပ်တဲ့ line စဉ်အချက်လက်တွေဒီလိုချက်လက်တွေပြည့်စုံရမယ်ပြီးရင်ကျွန်တော်တို့ဒီရင်စီကန်းလန်းစီကန်းနေဆိုလို့ရှိရင်လိုက်နာရမယ်ပြီးရင်ကျွန်တော်တို့ဒီမျိုးထဲမှာသတ်မှတ်ထားတဲ့အမြန်နှုန်းသတ်မှတ်ချက်ပေါ့နော်ဒီစီကန်းတွေကိုလည်းလိုက်နာရမယ်ကိုသွားကျင်တဲ့ခီးကိုဖြည်းဖြည်းမှန်မှန်နဲ့ပေါ့နော်ပြီးရင်ကျွန်တော်ဒီ NDA ကင်းနဲ့မောင်းနေနိုင်အောင်လို့ပြီးရင်ဒီရစီကန်းလန်းစီကန်းဆိုင်ရာနဲ့ပတ်သက်တဲ့တတိတရားတို့အတိတရားတို့လည်းပို့ပြီးတော့မှရှိလာကြဖို့ပေါ့နော်ကျွန်တော်အသိပညာပေးလိုက်တဲ့လူတွေကနေမှတစ်ဆက်ကျန်တဲ့အိန္ဒိယပကြား3ဘိန်းရင်သုံးဆွဲတဲ့သူတွေအထိဒီပြန်ပွားသွားပြီးတော့မှအရင်အထက်ပို့ပြီးတော့မှစီကန်းကြတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့အတွက်ပါခင်ဗျာတက်ရောက်လာတဲ့အကြောင်းအရာတော့ဂျိုင်းမိုင်တို့ဒီဟောပြောတာလေးဒါကျွန်တော်တို့ကလည်းဒီမောင်းလာမှာရန်ကြီးပြေဆုံးတယ်လို့ကျွန်တော်တို့ဒီမရှိဘူးလေအဲဒါကြောင့်ကျွန်တော်ဒီမှာဟောပြောတဲ့ဟာလေးတွေနဲ့ဒီကျွန်တော်တို့ရဲ့တည်ထားတဲ့ဟာလေးနဲ့ပြေဆုံးသွားအောင်လို့ကျွန်တော်လာရကျွန်တော်ပွဲတက်ခြင်းဖြစ်ပါတယ်ကျွန်တော်